အားလုံးပဲမင်္ဂလာပါဗျ။ယနေ့တင်ဆက်ပေးမယ်သုံးသက်ချက်အနေနဲ့ကတော့ကူးဘူးမှုနဲ့ဆက်ဆက်နေတဲ့69နက်ခတ်ထွက်မှုပဲဖြစ်ပါတယ်။တနင်္လာနေ့မှာထွက်ရှိလာတဲ့ကူးဘူးမှုသုံးသက်ချက်တွေထဲမှာ12ရက်နေ့အင်္ဂါနေ့ညနေပိုင်းမှာထွက်ရှိလာတဲ့69ဟာကူးဘူးမှု3ချက်မှတစ်ချက်ဖြစ်တဲ့4နဲ့6ကိုမာကနန်ကက်၍69ဆိုပြီးတော့ထွက်ရှိလာခဲ့ပါတယ်။ဒါဟာကူးဘူးမှုလမ်းကြောင်းပေါ်မှာတိုက်ရိုက်အချိုးကျတည်ရှိနေသေးရဲ့လို့အချက်ပြလိုက်တာပဲဖြစ်ပါတယ်ဗျ။ဒါအတွက်ကြောင့်69နက်ခတ်မှုသုံးသက်ချက်တွေကိုအေးမပြောသေးပဲကျွန်တော်မိတ်ဆွေတို့ရဲ့စိတ်ထဲမှာရှင်းလင်းနားလေသဘောပေါက်သွားရအောင်ပြောရမယ်ဆိုရင်ကိုဘူးမှုကြီးကကြန့်ရှိနေတဲ့မူနှစ်ချက်ဖြစ်တဲ့စာရိုးတစ်ချောက်ပရိတ်နဲ့မာကနန်မကနန်တွဲဆိုင်အဒီမူနှစ်ချက်ဟာဗုဒ္ဓဦးနေ့မှာစလို့ဇာတာပရိတောက်ကြဒီ3ရက်အတွင်းပေါက်တီးတစ်ချိန်အကောင်းဆုံးရအောင်လို့ခံမှန်းထားပြီးသားဖြစ်လို့အရှိန်နဲ့ထွက်လာကြမယ်မူကနန်းနေဖြစ်တာကြောင့်ကျွန်တော်မိတ်ဆွေတို့အနေနဲ့ဘူးကြံတဲ့ချက်ကိုသတိလက်လို့မဖြစ်စီဘူးနဲ့မိမိတို့ကြိုက်တဲ့တရားမူတစ်ခုကိုလက်ကင်ထားပြီးတော့စာလို့ကစားသွားဖို့ကိုသူအနေနဲ့ကြံပြုလိုပါတယ်။ကဲအားလုံးစောင့်မျှော်နေကြတဲ့69နက်ခတ်ထွက်တိုင်းမြန်လီဘုဒ္ဓဦးနေ့မှာချက်ချင်းများသောအားဖြင့်3ရက်အတွင်းဆင်းပြီးနေတဲ့ကနန်းနှလုံးဟာ9နဲ့3ရက်ပဲဖြစ်ပါတယ်။ယခုတစ်ပတ်ကြန့်ရှိနေတဲ့73ရက်မှာ15ရက်ဗုဒ္ဓဦးဇာတာပရိတောက်ကြ3ရက်အတွင်းကြန့်ရှိနေတဲ့ကနန်းတွေကတော့1နဲ့3 4 8တို့ပဲဖြစ်ပါတယ်။ဒုဤသဘောတရားမှာပျောက်နေတဲ့ကနန်းတွေနောက်မလိုက်ပါနဲ့။ထွက်ပြီးသားကနန်းနေဒါမှမဟုတ်မြူးနေတဲ့ကနန်းတွေကိုသာထက်ကချပြီးနေတာဖြစ်လို့ကိုသူတို့စိတ်ကြိုက်သုံးတဲ့ချက်အရာအားကောင်းတဲ့9နဲ့3ညကနန်းနှလုံးကိုမိတ်ဆွေတို့အနေနဲ့ရက်ချင်မပြတ်စောင့်ကြည့်ဖို့အတွက်အထူးသတိပေးလိုက်ပါတယ်ဒီနေရာမှာတစ်ချက်စဉ်းစားရမှာကတော့9နဲ့3ညကိုဂျန်ကနန်း9လုံးနဲ့ကပ်ပြီးတော့ချပြီးမလားဒါဆိုရင်9 1 9 2 9 3 5 4 58 3 1 3 2 3 3 3 4 3 8ဝီဆွေရိုရဲ့သုံးသက်ချက်လေးတွေကိုလည်းခုထပ်မှာဝင်းညပြီးခဲ့ကြပါအောင်ဗျ73ရက်နေ့ဗုဒ္ဓဦးနေ့မှာတော့ကုတူရဲ့စိတ်ကြိုက်သုံးသက်ချက်ကနန်းနှလုံးဟာလေ9နဲ့3ညပဲဖြစ်ပါတယ်ကဲဒီတော့ဇီကွက်နဲ့ break ချုပ်ရင်မင်းကွက်များပြောင်းလဲနိုင်တာဖြစ်လို့မနက်ပိုင်းအစောဆုံးဇီကွက်ထွက်တာနဲ့ကုတူရဲ့စိတ်ကြိုက် break နဲ့အထူးမိန်တီကွယ်များကိုတော့အနိက Telegram Channel မှာတင်ပြီးတော့မှဖြစ်လို့အခမဲ့ဝင်ရောက်ကြည့်ရှုရမယ့်အခွင့်အရေးကိုလက်လွတ်မခံပါနဲ့အခုပဲ Telegram မှာ @THUYER2TTTU ရိုက်ရှာပြီးတော့အခုပဲ join ထားလိုက်ပါကျွန်တော်တို့ Telegram မှာ Telegram Channel မှာအထူးမိန်ကွယ်များနဲ့ပြင်ကုန်တာပြန်လည်ပြီးတော့တွေ့ဆုံကြပါမယ်ဗျ